ဒီနေ့အခုကတော့ဝဲလူပြီးတာနော်ဟိုတနေ့ကတင်နေဒီရွှေလုပ်ငန်းလုပ်တဲ့သူတွေလေနော်သူတို့ကဒီခဏီဒီချင်းမြင့်ထဲမှာသူတို့ရွှေမျောမောင်းတာပေါ့နော်အဲ့ဒီခါကျတော့သူတို့ရဲ့ကတော့ဝဲတွေလူပေးတာဆိုတော့ခါကျတော့တွေးလိုက်တာပေါ့နော်တွေးလိုက်တဲ့ဟာလေးကိုလည်းဒီပြောပြချင်လို့ကျမတို့ကလေပုံကိုယ်တွေကကျမတို့ကိုရွေးချယ်ခံထားရတဲ့သူတွေပုံကိုယ်တွေနဲ့ဒီလူတွေအကြားပေါ့နော်အဲ့ဒီကြားမှာကျမတို့က connection ပေါ့နော်မိအောင်ချိတ်ဆက်ပေးရတဲ့သူမျိုးတွေအဲ့ဒီခါကျတော့ကျမကဒီနေ့ကြောဝဲလူရင်းနဲ့တွေ့လိုက်တာပေါ့နော်အဘရဲ့ပွဲကိုလူတဲ့အခါမှာဒီနေ့ဒီရွှေမျိုးဒီကြောဝဲလူတဲ့ကောင်းမလေးက तू ကဟိုတစ်ခါလူခဲ့တဲ့ကလေ तू အဘနဲ့အရန်အဆက်ကြီးတယ်ဆိုတာကိုတွေ့ရတယ်ဒါဒီနေ့ဆိုရင်လေကြောဝဲလူလိုက်တဲ့အချိန်မှာဟဲ့ तू ကလေအဘနဲ့အရန်အဆက်ကြီးတယ်တိလားအဆက်ကြီးပြီးတော့ခါကြတော့လေအဘကဘလို့တောင်မှပြောလဲဆိုရင်သူတို့ကရွှေလုပ်ငန်းလုပ်တာဆိုကျမကသူတို့ရွှေကိုပိတ်တာချီပေါ့နော်ရပါစေဆိုပြီးတော့ဆူတောင်းပေးတာဆူတောင်းပေးတဲ့ခါအဘရေလို့သူတို့အောင်မြင်ခဲ့ပြီဆိုရင်ပေါ့နော်သူတို့အဘစီကိုလည်းလာမှာပါလို့သမီးကိုလည်းသူတို့ပြောထားတယ်ပေါ့ဆီယာမနဲ့အတူသွားမယ်ဆိုပြီးပြောထားတယ်လို့အဲ့ဒီခါကျတော့ရွှေတွေအများကြီးရအောင်လုပ်ပေးပါပေါ့နော်အဲ့ဒီခါကျတော့သူကတဲ့ဒီကလေးမကအဘနဲ့ပထန်းဆက်အရန်ကြီးတယ်ပေါ့ဒါအဘရဲ့တကယ်တွေးရင်တာရင်စစ်တွေပေါ့နော်အဲ့ဒီခါပြီးအတိတ်ဘဝမှာဒီကလေးမဒါနကုသိုလ်ကဟိတ်အားကြီးခဲ့တဲ့သူတဲ့အဲ့ဒီခါကျတော့ तू ကဘယ်လိုပြောမလဲဆိုရင် तू ကလက်ခမောင်းခတ်ရမဲ့သူနော်သာသနာပြုတဲ့အခါမှာလေ तू ကတကယ်ကိုကကြီးကြီးကျယ်ကျယ်ခန်းခန်းနားနဲ့လက်ခမောင်းခတ်ပြီးတော့သာသနာပြုရမယ်သူတဲ့အဘကအဲ့လိုမျိုးမိန့်သွားတယ်အဲ့ခါကျတော့အော်ပေါ့နော်စဉ်းစားတယ်ကျမတို့ဆိုရင်အဲ့ညီမလေးတို့ထက်ဆိုင်အရန်ဒီဘဝမှာလေကုသိုလ်ကံအရန်တိဆောက်တယ်တိလားဒါပေမဲ့တန်တရာမလေးကိုရီးယားလေတကယ်တိလားတော်တော်လေးကိုဟိုပေါ့ဘယ်လိုပြောမလဲမကောင်းခဲ့တဲ့အရာတွေရှိတယ်မကောင်းခဲ့တဲ့အရာတွေဆိုအဲ့ဒီဟာရဲ့အခုတို့ဟိတ်တွေကိုဒီဘဝမှာလေဆက်နေရတာတကယ်ဆိုရင်ကုသိုလ်တွေအရန်ပြုတ်လွန်လို့လေဟိုတော်ကာကြနေတာကျမတို့တွေကလေအဲ့တော့အော်ကိုတွေဖျားတရားတွေအရန်လှုပ်တဲ့သူတွေထက်ကိုပေါ့သူတို့ရဲ့ဒါနကုသိုလ်ကံကြီးကကြီးမားလိုက်တာလို့ကျမလေတွေးမိတယ်လူတွေလေတဦးနဲ့တူရှင်လို့မရတာကံတော့ကုသိုလ်ကံကလေဘလို့မှရှင်လို့မရဘူးတိတ်လောက်ဖျားပဲဝတ်တက်နေပါစေဘလောက်ဖေးကောင်းမှုကုသိုလ်လုပ်ဘလို့ပဲစိတ်ကောင်းစေနာကောင်းထားလေအတိတ်ဘဝမှာလေကိုပြုခဲ့တဲ့ဒါနကုသိုလ်ကရွှေအိုးကြီးပါမှဖြစ်ချမ်းသာခြင်းကိုရတာနော်ဒီဘဝမှာအဲ့ဒီခါကျတော့အော်သူတို့ရဲ့ဒါနကုသိုလ်ကရွှေအိုးကြီးကကြီးမားလိုက်တာပေါ့သူတို့ဆူတောင်းလိုက်တာနဲ့ကိုကချက်ချင်းဖြည့်စည်းပေးတယ်ပြီးတော့ခါကျတော့သူတို့ရဲ့ဖြစ်လာမယ့်အနေအထားကြီးကိုအကောင်းကြီးကိုလည်းပြရတယ်ပေါ့နော်အဲ့ဒီခါကျတော့အော်လူတွေကရှင်လို့မရတာကုသိုလ်ကံဆိုတာလေးကိုတွေးမိလို့လာ